ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီလူကြီးတွေရောလူငယ်တွေရောအားလုံးက manifestation ကိုစိတ်ဝင်စားလာပြီးတော့မှအကုန်လုံးတော်တော်များများကလိုက်ပြီးတော့လှုပ်ဆောင်လာကြတယ်အဲ့ဒီမှာအရန်အရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်လူတိုင်းသတိမထားမိတဲ့တစ်ချက်ပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင် manifestation ကကိုလိုချင်တဲ့အရာတွေကိုပဲ manifestation လုပ်နေတာမဟုတ်ဘဲနဲ့လူတွေကသူတို့မလိုချင်တဲ့ဘဝတွေသူတို့ကြောက်ရွံ့ပါတယ်ဆိုတဲ့အရာတွေဥမာငွေကြေးမလွတ်လပ်တဲ့ဘဝတွေစိတ်ဆင်းရဲတဲ့ဘဝတွေကိုဆင်းရဲတဲ့ဘဝတွေဥမာချစ်သူကြီးစားနဲ့အစင်မပြေတဲ့အကြောင်းအရာတွေကိုသူတို့ကပါဇက်ကနေထက်ခါတလဲလဲပြောအတွေးထဲမှာထက်ခါတလဲလဲအဲ့ဒီအရာတွေကိုတွေးတောခြင်းအပြင်အဲ့မကောင်းတဲ့အရာတွေကိုလည်း manifesting အချိန်တိုင်းလုပ်နေတယ်ဆိုတာကိုတောင်ယုံတန်ယုံကသတိမထားမိကြဘူးဒါကြောင့်မို့သူတို့ကအဲ့ဒီဘဝထဲမှာပဲကျင်လည်နေကြတယ်သူတို့လိုချင်တဲ့ဘဝကိုမတက်လှမ်းနိုင်ဘူးအဲ့တော့ manifesting ကဘလို့အလုပ်လုပ်တာလဲ manifestation ဆိုတာကကိုယ့်ရဲ့အတွေးပြီးတော့ကိုယ့်ရဲ့ခံစားချက်အဲ့အတွေးနဲ့ခံစားချက်ကပေါင်းပြီးထုတ်လွှတ်လိုက်တဲ့ frequency vibration တွေကကိုယ့်ရဲ့မသိစိတ်ထဲမှာပုံရိပ်တွေအဖြစ် information တွေအဖြစ်မှတ်ယူသွားပြီးတော့အဲ့ဒီမသိစိတ်ကပဲကိုယ့်ကိုမသိလိုက်တဲ့အချိန်တွင်းမှာခိုင်းစေသွားတယ်အဲ့လိုအရာအဲ့ဒီဘဝကိုရောက်ဖို့အတွက်မသိစိတ်ကဘလို့အလုပ်လုပ်တာလဲပေါ့အဲ့တော့လူတွေကသိစိတ်နဲ့မသိစိတ်ဆိုတာရှိတယ်သိစိတ်က10%မှအလုပ်လုပ်ပြီးတော့မသိစိတ်က90%အလုပ်လုပ်နေတာအဲ့ဒီမသိစိတ်ကသူကကောင်းတာတွေမကောင်းတာတွေသူဝေဖန်မပိုင်းချတတ်ဘူးဒီအတွေးနဲ့ခံစားချက်ကနေထုတ်လွှတ်လိုက်တဲ့အရာတွေကသူလုံးဆောင်ရမယ့်အရာတွေဆိုပြီးတော့သူကမှတ်ယူသွားပြီးတော့အဲ့ဒီအရာတွေကိုလက်တွေ့ဘဝမှာဖြစ်ပေါ်လာအောင်သူကသူလုံးဆောင်သွားတာအဲ့ဒါကို manifestation လုပ်တယ်လို့ခေါ်တယ်အဲ့တော့မသိစိတ်သေးကိုကျွန်တော်ကောင်းတဲ့အရာတွေများများပို့တင်တာမဟုတ်ဘူးလားသတိထားပြီးတော့အဲ့တော့ကောင်းတဲ့အရာတွေများများပို့ဖို့အတွက်ကိုကောင်းတဲ့ frequency vibration တွေကိုဒီနေရာကနေထုတ်လွှတ်တယ်နော်ဒီနေရာကနေထုတ်လွှတ်ပြီးဒီနေရာကိုပြန်ရောက်အောင်စူးစမ်းတင်တာဒီနေရာမသိစိတ်သေးဘူးအဲ့တော့နှလုံးသားလေးပေါ့ပါနေမှရမယ်နှလုံးသားလေး healing မဖြစ်လို့မရဘူး healing ဖြစ်နေမှရမယ်ပေါ့ပါနေရမယ် agent နေရမယ်ဒါဆိုရင်အဲ့ဒီ frequency နဲ့ vibration ဆိုတာကဘာလဲဘလို့အလုပ်လုပ်တာလဲအမေကတော့တန်လေးကဒီလိုလဲနေတာ frequency vibration ဆိုတာကကိုတွေးတောနေတဲ့အတွေးပဲကိုခံစားလိုက်တဲ့စိတ်ခံစားချက်အဲ့ဒါ emotion တွေကအဲ့ဒီ frequency vibration တွေပဲဥမာလူတယောက်ကဝမ်းနဲ့နေမယ်အဲ့ဝမ်းနဲ့နေတဲ့အချိန်မှာဝမ်းနဲ့စရာကောင်းတဲ့ feel နေတဲ့တခြင်းကိုနားထောင်လိုက်မယ်ဆိုလို့ရှိရင် तू ပို့ပြီးမျက်ရည်တွေတောက်မကြလာဘူးလားအဲ့ဒါ frequency ပဲ तू ထုတ်လွှတ်လိုက်တဲ့ခံစားချက်တိုင်းသူ့ရဲ့မသိစိတ်ကအဲ့ဒီအရာကိုယူဆောင်သွားပြီးတော့မှသူ့ကိုဒီလိုမျိုးအပြင်လက်တွေ့မှာပို့ပြီးဝမ်းနဲ့သွားအောင်ဖော်ဆောင်လိုက်တာ negative vibration တွေဖြစ်နေတယ်ဒါတွေကအဲ့တော့ဝမ်းသာပျော်ရွှင်နေတယ်ဆိုလို့ရှိရင်တော့ positive vibration တွေဖြစ်နေတယ်တဲ့ဥမာကိုကတယောက်နဲ့တွေ့လာလို့အယမ်းဝမ်းသာတယ်အဲ့တော့အယမ်းဝမ်းသာတဲ့စိတ်ကိုထားလို့ရှိရင်ဟာသူနဲ့တွေ့ရတာပျော်တယ်ထက်ခါတွေးနေလို့ရှိရင်နောက်နေ့ကျရင်လည်းသူနဲ့တွေ့ရဖို့ထက်ကြိုးစားနေဦးမှာပဲအဲ့မသိစိတ်ကယူသွားတာလေဒါသူလှုပ်ဆောင်ရမယ့်အရာဆိုပြီးတော့မှ universe ရဲ့ဘာသာစကား vibration တွေ frequency တွေပဲဖြစ်တယ်ခံစားချက်တွေပေါ့အဲ့တော့ခံစားချက်ကအရင်ကြီးရယ်နော်ဒီနေရာခံစားချက်လေးတွေကိုဘယ်တော့မှလွယ်မတွေးနဲ့လှစ်လို့မရှုနဲ့အဲ့တော့တုံခါမှုကြိမ်နှုံးတွေလို့ပြောလို့ရတယ်ဒီနာခံစားချက်တွေကအဲ့တော့ဒေါသကြောင့်တုံခါနေတဲ့လှိုင်းတစ်ခုကို universe ကဒေါသအနေနဲ့ပဲလက်ခံယူလိုက်တာအဲ့ universe ကဘာမှလဲသိလားဒီမှာအဲ့ဒီမသိစိတ်ကြီးနော် तू ကဒေါသကြောင့်ထွက်လာတဲ့လှိုင်းတစ်ခုကိုဒီကိုပို့လိုက်မယ်ဆိုရင်အဲ့ဒီဒေါသအချက်လက်တိုင်းသွားယူသွားတာအဲ့တော့အဲ့လိုအတိုင်းပဲပြန်ပြီးတုံ့ပြန်တယ်ဒေါသထွက်နေတဲ့လူတယောက်ကထက်ကဒေါသကိုတွေးနဲ့လူသက်ချင်စိတ်တောင်ပေါက်လာတဲ့အထိအစိုးဆုံးအခြေအနေအထိကိုဖြစ်သွားနိုင်တယ်သူသာတတိမထားခဲ့ရင်ပေါ့အဲ့တော့ထုတ်လွှတ်ပေးလိုက်တယ်တဲ့အဲ့လိုမျိုးမေတ္တာကြောင့်အေးမြနေတဲ့လှိုင်းတစ်ခုကို universe ကမေတ္တာဆိုတဲ့ positive energy အတိုင်းပဲသူကယူသွားတယ်အတိမတ်အဲ့လိုပဲပြုတ်လိုက်တယ်